နေ့မှာတော့ဘောနော်ကျွန်တော်ဖလားခုနှလုံးရဲ့စတုထမြောက်ဖလားကိုကျွန်တော်ဒီကနေ့ဝင်ငါတတိခံသွားမှာဖြစ်တယ်ဗျာဒိတ်ကျန်ခန်းကြီး16ငယ်10နော်10ကနေ10နဲ့9နော်စတုထကောင်းတဲ့တမန်ဒီမိမိဖလားကိုနေပေါ်သို့တွန်းလောင်းနေသည်လူတို့ကိုမီးလောင်ရတော့ခွင့်ကိုရတယ်ဟောစတုထဖလားကြတော့နေပေါ်တွန်းလောင်းနေတဲ့ဆိုတော့ကျွန်တော်အမြဲတမ်းပြောသလိုပေါ့နော်ဒီကိစ္စကတော့ကျွန်တော်မြေကြီးမှာဘေးဒဏ်ကြီးကာလ9နှစ်ထဲမှာကြံခဲ့တဲ့သူတွေဘယ်သူမှမြင်မှာမဟုတ်ပါဘူးပေါ့နော်ဒါယောဟန်ကြီးကိုဘုရားသခင်ကယူပါယုံနဲ့တော့ပြတာဒါပေမဲ့ကျွန်တော်တို့ကကျွန်တော်အမြဲတမ်းပြောသလိုအာဗြဟံရဲ့အမျိုးနွယ်တွေဖြစ်တဲ့ဘုရားသားသမီးတွေဖြစ်တဲ့ခေါင်းကျွန်တော်တို့သိခွင့်ရနေတာပါဒါပေမဲ့ဟိုကလူတွေကတော့နော်ဘေးဒဏ်ကြီးကာလထဲမှာနေတဲ့လူတွေကတော့မသိရဘဲနဲ့တစ်ခုပြီးတစ်ခုကြုံတာကိုပဲသူတို့ကမြင်ရတာပေါ့နော်ရေကသွေးဖြစ်လာတယ်တခါနေကနေလူတွေကိုမီးလောင်နေဆိုတဲ့အခြေအနေမျိုးကြီးတော့အဲ့လိုတွေဖြစ်လာတာပဲသူတို့သိရတာဖြစ်တယ်ပေါ့နော်ဒီမှာတော့ကောင်းကင်တမန်ဖလားကနေပေါ်ကိုတော့တုံးလောင်းလာတယ်ပဲသူတို့မတွေ့ရပါဘူးပေါ့နော်ဆိုတော့ဒီမှာနေကနော်လူတွေကိုတော့မီးလောင်နေဆိုတဲ့အခါမှာအဲ့လိုဖြစ်ကိုဖြစ်လာမှာနော်အဲ့လိုဖြစ်ကိုဖြစ်လာမှာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြောခဲ့တာကြားပါပြီကျွန်တော်ရဲ့နော်အကောက်ထဲမှာဝင်ကြည့်ကြပါပေါ့နော်စက်ထမတစ်စိတ်မှာကျွန်တော်ပြောခဲ့တယ်နေဟာအဝိကျက်ကဲလို့မဲမယ်လို့ပြောတဲ့အချိန်မှာနေကအသားစားတွေပယ်ထွက်မယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေတွေ့ရတယ်เนาะနေကအသားစားတွေပယ်ထွက်မယ်ဆိုတော့အပူပိုင်းတွေလွတ်မယ်အခုဆိုရင်တရုတ်ပြည်မှာเนาะခုလာရေကြီးပြီးတော့မှများစီချွမ်းဆိုလာပါပဲเนาะအဲ့မှာเนาะပြည်နယ်မှာဆိုဒီဆယ်ကြီးကျိုးပြီးတော့မှเนาะဒီရွာတွေကိုညောတာကျွန်တော်တို့တွေ့တာလိုက်မှာကားတွေတော့နော်မျောပါတယ်ဆိုတဲ့ຢာတွေကိုကျွန်တော်တွေ့ရဒါကဘာလဲဆိုတဲ့အခါမှာအပူပိုင်းမုန်တိုင်းကြောင့်ဖြစ်တယ်ဆိုတဲ့ຢာပေါ့နော်အခုဆိုရင်ရာသီဥတုတွေကလည်းပူလာတယ်အခုဆိုအယ်နီညိုဆိုလားနော်အဲ့ဒါကလည်းအပူကြောင့်ဖြစ်နေတာဖြစ်တယ်ပေါ့နော်အဲ့ဒီလိုဖြစ်ရခြင်းကဘာလဲဆိုတဲ့အခါမှာဒီကနေ့ဘေးဒဏ်ကြီးကာလမှာနေကနေပြီးတော့မှနော်လူတွေကိုမီးလောင်တဲ့ထိတိုင်အောင်ဖြစ်လာမယ်ဆိုတဲ့ຢာနောက်ပိုင်းရဲ့နမိတ်လက္ခဏာဖြစ်အခုတော့မှကျွန်တော်တို့ဆိုအရန်ပူနေတာမိုးသာရွာနေတာเนาะအခုအရန်ပူတယ်မိုးရွာနေရင်လည်းပူနေတာဆိုတော့ဒါကဘာလဲဆိုလို့ရှိရင်နေကနေစက်တမတစ်စိတ်ကနေကနေအသားစွာပက်ထွက်နေတဲ့နမိတ်လက္ခဏာဖြစ်တဲ့ဘေးဒဏ်ကြီးကာလထဲမှာဖလား9လုံးဆိုရင်ဒါဆိုရင်ဒုတိယ3နှစ်ခွဲတဲ့ရောက်လာတဲ့အခါမှာဘယ်လောက်ထိဆိုလဲဆိုနေကနေတောင်မှလူကိုเนาะမီးလောင်တယ်ဘာဖြစ်လို့လောင်လဲပူလုံးအားကြီးလို့ဖြစ်တယ်ပူလုံးအားကြီးလို့ဖြစ်တယ်ဆိုတော့ကျွန်တော်တစ်ခေါက်2024လောက်ကဖြစ်မယ်ထင်ပါတယ်เนาะကျွန်တော်ဒီသိပ္ပံနဲ့နည်းပညာမှာကျွန်တော် live လုပ်ပြီးသတင်းတွေကိုကြည့်တဲ့အခါမှာဒီကနေ့သိပ္ပံပညာရှင်တွေကသူတို့တွေးရှိတယ်တဲ့ဘာလို့တွေးရှိလဲဆိုကျွန်တော်တို့ကမ္ဘာအိုဆုံးလွှာကြီးကเนาะအန်တာတိကတိုက်တိုက်စာလောက်ကြီးကိုပေါက်နေပြီအန်တာတိကတိုက်ဆိုကမ္ဘာမှာအသေးဆုံးတိုက်အဲ့ဒီတိုက်ဆိုတော့နည်းနည်းနော်မှမဟုတ်တာကြီးပဲကျွန်တော်အဲ့ဒီအသေးဆုံးတိုက်တော့မှကြီးပဲเนาะဆိုတော့အဲ့ဒီလိုမျိုးဖြစ်နေပြီဆိုတဲ့အရာကိုတွေ့ရတယ်ဆိုတော့ဘေးဒဏ်ကြီးကာလမှာလုံးဝအိုဆုံးလွှာဟာလုံးဝပွင့်ထွက်သွားလိမ့်မယ်တခုမှမကြံအောင်ပွင့်ထွက်ပြီးတော့နေကနေတိုက်ရိုက်เนาะလူတွေကိုပူပြီးတော့မှမီးလောင်တဲ့အထီးတိုင်အောင်ဖြစ်လိမ့်မယ်ကျွန်တော်တော့2024တုန်းကထင်ပါတယ်ကျွန်တော်နေပူထဲမှာကျွန်တော်အင်္ဂလိပ်တွေသွားဖျားရှိခိုးတွေသွားဘူးသွားတီးသွားတယ်ကျွန်တော်အရှိပြပါတယ်ကျွန်တော်လည်းမျိုးယောက်ျားလေးတာဖြစ်တာအရေးပြပါတယ်ကျွန်တော်ပြီးမျက်နှာတစ်စေးဆိုတချို့တအားယောက်ျားလေးသုံးတဲ့မျက်နှာတစ်ကျွန်တော်တစ်လို့မရဘူးကျွန်တော်အရေးကုန်အရင်ပါတယ်ဆိုတော့ကျွန်တော်တော့မှအဲ့2024မှာမှတ်မယ်ကျွန်တော်နေပူလေးတအားထွက်လို့ကျွန်တော်အသားအနီခွက်ကြီးတွေပေါ်လာစီးလင်းလို့ကလည်းမဟုတ်ပြန်ဒါနဲ့ကျွန်တော်အရင်လည်းပူတယ်လေပူတော့ကျွန်တော်အရေးကလေးအုံပြီးတော့အနာချက်ချင်းပျောက်သွားတယ်ဘာစီမှမထည့်ရမယ်ဆိုတော့ပြောချင်တာကပါလေဆိုတော့တကယ်ပါနော်2023 24မှာပို့ပြီးတော့မှတီးတာထင်ရှားတယ်ခု25 26เนาะအခု26ဆိုတော့အားလုံးတည်တယ်အယ်နီညိုဆိုတဲ့အရာကြီးဖြစ်ပြီးပူနေတယ်ဒီအရာတွေအားလုံးဟာဘီဒန်ကြီးကာလပြည့်စုံဖို့အတွက်ဖြစ်နေတဲ့ပုပ္ပနမိတ်တွေပဲဖြစ်ပါတယ်ဘီဒန်ကြီးကာလမှာတော့ဒီချမ်းစာကပေါ်ပြတဲ့အတိုင်းပဲလူကိုယ်တော်မှာเนาะမီးလောင်ပြီးတည်တဲ့အထိတိုင်အောင်ဘုရားသခင်ကဒဏ်ခတ်မယ်ဆိုတဲ့အခါမှာဘယ်လောက်ထိเนาะလူတွေထိတ်လန့်ကြောင်ရွံ့စရာတွေเนาะရင်ဆိုင်ကြုံတွေ့ရမလဲဆိုတဲ့အရာကိုကျွန်တော်သွားတွေ့ရတယ်ဒါကြောင့်အဲ့ဒီကာလဒီเนาะကျွန်တော်ဒီဖလားတတိယဖလားမှာကျွန်တော်ပြောခဲ့သလိုဖခင်ရဲ့စီရင်ခြင်းဖြစ်တဲ့အခါမှာလူတွေကလေအဲ့ဒီမှာအကြောက်တရားတွေနဲ့စိုးရိမ်မှုတွေနဲ့ဒီနေ့ခေတ်ကုံစင်းလုံးတွေကြီးပြီးတော့မှ
တဘာဝဘေးအန္တရာယ်တွေရင်ဆိုင်နေရတယ်ဆိုတာကဘေးဒဏ်ကြီးကာလမှာကြုံရမယ်နမိတ်လက္ခဏာကိုမမီဘေးဒဏ်ကြီးကာလမှာလူတွေစိုးရုံမယ်ထိတ်လန့်မယ်ကြောက်လန့်မယ်နော်အိုးဘလို့စားရမလဲဘလို့တော့ပူပင်တော့ခပူလောင်မှုတွေနဲ့ပဲအသက်ရှင်ပြီးနေရမယ်ဘာဖြစ်လို့လဲပြန်ပြောပြမယ်အမျက်တော်တင်ရှားရာကာလနဲ့တရားစီရင်ရာကာလတွေကိုရောက်နေတယ်ဖះကိုမသိတဲ့သူတွေမယုံတဲ့သူတွေနော်ဖះလူတွေကိုစန့်ကျင်တိုက်ခိုက်တဲ့သူတွေညီခဲ့တဲ့သူတွေပြီးတော့စာတန်ကမြေကြီးပေါ်ကိုလည်းကြပြီးဖြစ်တဲ့အတွက်ကြောင့်နော်စာတန်ကလည်းလူတွေကိုနော်သူ့ရဲ့နောက်ကိုမလိုက်အောင်နော်ကျွန်တော်တို့ကိုအမျိုးမျိုးဖိအားတွေပေးပြီးတော့မှနောက်ဆက်နေတယ်စာတန်ရဲ့နောက်ဆက်မှုနဲ့တော့ဘုရားသခင်ရဲ့စီရင်ခြင်းနဲ့အမျက်တော်ကြောင့်လူတွေခံစားနေရရုံတမကပဲနဲ့စာတန်ရဲ့ဖိအားပေးမှုနဲ့အတူတော့စာတန်နောက်ကိုလိုက်ပါဖို့ပို့အကြောင်းရင်းနေရှိနေမယ်အင်မတန်မှကြောက်ဖို့ကောင်းတယ်အစာခေါင်းမမှုငတ်မှုခေါင်းမမှုကတော့အစာပဲမဟုတ်ဘဲနဲ့ရေရောအစာရောနော်ပြီးတဲ့အခါမှာတတိယကလာမှာတော့သွေးရည်တောက်ရတဲ့အစင်တွေနော်ပင်လေကြီးကသွေးဖြစ်သွားတဲ့အခါမှာပင်လေကထွက်တဲ့အစားတောက်တွေမရှိတော့ငတ်မှုခေါင်းပါမှုတွေအဲ့ဒီလူတွေနဲ့ပဲနေပြီးတော့မှလူတွေကစိုးရိမ်ပူပန်ကြောက်လန့်မှုတွေနဲ့နေပြီးတော့မှအသက်ရှင်ရမယ်ကာလကြီးလေဖြစ်နေတယ်ဆိုတော့ကျွန်တော်သွားတွေ့ရတယ်အပိုက်ငယ်6မှာတော့ဗာလဲပူအားကြီးသောအရှိန်ဖြင့်လူတို့ဒီတော့လောင်ခြင်းကိုခံပူအားကြီးသောအရှိန်နဲ့လူတွေဟာလောင်ခြင်းကိုခံရပြီးတော့မှဘာဖြစ်သွားတယ်လဲဆိုလို့ရှိရင်နော်ထိုဘေးဒဏ်တို့ကိုအစိုးပိုင်တော်မူသောဘုရားသခင်နာမတော်ကိုကျင့်စေဟာကြည်စမ်းဘလောက်ဆိုလဲအဲ့လောက်ထိဖြစ်တာတောင်မှပဲနောင်တမရဘူးဗျာနောင်တမရအိုးဘုရားသခင်တော့အပြစ်ခွင့်လို့ဖို့စုမတောင်းတဲ့အပြင်မှာဖျားကိုယ်တော်ကျင့်စေတယ်ဆိုတဲ့အခါမှာဒီလူတွေကတော့တော့အမျက်တော်တင်ရှားရာကာလနဲ့ဘေးဒဏ်ကြီးကာလမှာခံတဲ့တယ်ခံရမဲ့သူတွေပဲဖြစ်တယ်တနာစရာတော့မရှိဘူးဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်ဒါကြောင့်မလို့ဖျားခင်ကိုချီးမွမ်းခြင်းကနောင်တမရကြဟာဖျားကိုချီးမွမ်းဖို့တော့နောင်တမရဒါကြောင့်မို့လို့လေဘေးဒဏ်ကြီးကာလကိုသူတို့ဝင်ပြီးတော့မှအမျက်တော်တင်ရှားရာကာလနဲ့စီရင်ခြင်းကိုသူတို့တွေခံရတာဖြစ်ပါတယ်သူတို့တွေအတွက်တော့ဘာမှတနာစရာမရှိဘူးဘာဖြစ်လို့သူတို့ရဲ့နှလုံးသားထဲမှာနောင်တနှလုံးသားကိုမတွေ့ရအောင်ဖះကိုတော့ကြည်စေတယ်ဆိုတဲ့အခါမှာတော့ဒီလူတွေရဲ့အသက်ရှင်ရတော့ကန်းကုန်ပြီဒါကြောင့်ဘေးဒဏ်ကြီးကာလမှာသူတို့ခံရတယ်ဆိုတာလည်းမဆန်းပါဘူးသို့ပေမဲ့ယုံကြည်သူတွေကျွန်တော်အားပေးခြင်းနဲ့မိတ်ဆွေဒီလူတွေဒီလိုဖြစ်ပေမဲ့သင်တို့ကျွန်တော်တို့ကဒီဘေးဒဏ်ကြီးကာလတွေကိုဝင်လို့မရအောင်တော့ပြီးတဲ့အခါမှာတခြားသောသူတွေအသက်စာဆောင်စည်ရင်မှာစည်ရင်ဝင်နိုင်တဲ့သူတွေရှိတယ်ကပ္ပဦးကပြင်စည်ရင်ဝင်တဲ့သူတွေကတော့ထားလိုက်ပါတော့သူတို့ကိုဘယ်လောက်ပြောသူတို့ယုံမှာမဟုတ်ဘူးအသက်ဆောင်စည်ရင်ဝင်မဲ့သူတွေရှိတယ်အဲ့ဒီသူတွေအတွက်သင်ဟာဖခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုဝေငါတက်တည်ခံတော်သူဖြစ်ဖို့ဘုရားသခင်ကဒီအကြောင်းအရာတွေကိုသင်ကိုတည်ခွင့်ပေးနေတာဆိုတဲ့အရာကိုလည်းကျွန်တော်တွေ့ရကျွန်တော်ဆိုတဲ့ဒီအကြောင်းအရာကိုတည်ပြီးနောက်ပိုင်းမှာလူတွေကိုပို့ပြီးဝေငါလာတဲ့လူတွေကိုနှုတ်ကပတ်တော်ကိုတုံသင်တဲ့အခါမှာလည်းတမန်တရားနဲ့အညီဝင်တာနဲ့เนาะတောင်းနဲ့ဆိုတာကြောင့်ဝင်တာနဲ့လူတွေဘုရားကိုတည်ပါစေဆိုတဲ့စံနာနဲ့ကျွန်တော်ဝေငါဟောပြောကျွန်တော်တက်တည်ခံတယ်ဒီကနေ့လည်းပဲဒီအကြောင်းအရာတွေကိုကျွန်တော်အခု line ပေါ်တွေကိုတင်ပြီးကျွန်တော်ဝေငါနေတယ်ဆိုတာလည်းအဲ့ဒါတွေပဲလူတွေကျွန်တော်ရဲ့နှုတ်ကပတ်တော်ကိုနားထောင်ပြီးတမန်တရားကိုတည်ပြီးဘုရား၌ဖတ်ရန်ပြီးဘုရားကိုခိုးလုံပြီးဘုရားကိုကိုးစားပြီးဘုရားသခင်ထဲမှာအသက်ရှင်ရှောင်လန်းပြီးတော့မှမိမိတို့အသက်တာတွေကိုစင်ကြင်နှလုံးသွင်းနိုင်ဖို့ရန်အဖို့လုံးကကျွန်တော်ဝေငါပေးနေခြင်းတာလည်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့နှုတ်ကပတ်တော်ကိုခံယူပြီးစောက်တဲ့သူတွေရဲ့အသက်တာမှာအရေးကြီးဆုံးကနံပါတ်1သင်ကိုယ်တိုင်ကထာဝရအသက်ကယ်တင်ခြင်းစိတ်ချမှုရှိတော်သူတယောက်ဖြစ်ဖို့လိုပါတယ်နော်တင်ကိုယ်တိုင်ကထာဝရတက်ကယ်တင်ခြင်းစိတ်ချမှုရှိပြီးတော့သူတယောက်ဖြစ်တယ်ဆိုရင်လေနော်တင်ကဲ့သို့ပဲယုံကြည်သူတွေကိုလက်ဆင့်ကမ်းပြီးတော့မှတမန်တရားထဲမှာဘုရားနဲ့မွေးလျော်ခြင်းထဲမှာဘုရားသခင်နဲ့ဖက်ယမ်းခြင်းထဲမှာတင်ကဆွဲခေါ်ပြီးတော့မှလမ်းပြနိုင်တော့ယုံကြည်သူတယောက်ဖြစ်နိုင်ဖို့ရန်ဖို့လို့ကဒီနှုတ်ကပတ်တော်တွေကိုကျွန်တော်ဝေငါပေးနေခြင်းဖြစ်ပါတယ်ဘေးဒဏ်ကြီးကာလမှာကြုံရတဲ့အရာတွေကတော့နော်အင်မတန်မှကြောက်စရာနော်တွေးမယ်ဆိုရင်တော့မှနော်အတွေးနဲ့တော့မှမသွားတဲ့နေရာမျိုးဖြစ်ပါတယ်ဒါကြောင့်မလို့ဘုရားသခင်ကလည်းတင့်ကိုအဒီနေရာကိုမသွားမိဖို့ရန်ဖို့လို့ကသူ့ရဲ့အသက်ကိုစွန့်နော်ကျိုးရဲ့အသွေးကိုတုံးပြီးကြောင်းပြည့်ရှိသမျှကိုစေကြောပြီးလက်ဝါးကတိုင်မှာကျွန်တော်တို့အတွက်ကျင့်ချင်းကိုဖျက်တောက်ပြီးတော့မှ၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ခြင်းအပြင်ကျွန်တော်တို့တွေအတွက်ထာဝရတက်ကယ်တင်ခြင်းကိုပေးခဲ့တာဖြစ်ပါတယ်ထိုထာဝရတက်ကယ်တင်ခြင်းကိုမိမိတို့ဘောမှာလက်ဝဲပိုင်ဆိုင်ရရှိပြီးတော့မှသူတစ်ပါးအတွက်အလင်းသာလင်းယုံသာမကဘုရားနိုင်ငံတော်အတွက်အစီတော်ကံပါဝင်စက္ကပ်ပြီးတော့မှဘုရားသခင်ကြိုက်နေတဲ့အသက်တာနဲ့ရှောင်လွှဲနိုင်ဖို့ရန်ဒီနေ့ဒီနှုတ်ကပတ်တော်အဖြစ်ဝေငှရင်နဲ့ခွန်အားပေးခြင်းနဲ့ရောက်စတဲ့ဘုရားထူကောင်းကြီးပေးပါစေ